နာမည်က KS67 ပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ Escape Tsunami for Brainwash ဆိုတဲ့ game ကိုဆော့ရမှာဖြစ်ပါတယ်ဟမ်ခဏလေးကျွန်တော်ဒီဘိုင်းနေပြေပြောက်ပါဘယ်ရောက်သွားလဲမသိဘူးမေးချင်တာလေးရှိပါဗျဟောလေ robot ဝယ်မယ်ဆိုရင် van ထဲမှာလာဝယ်လို့ရပါတယ်ဗျ van ထဲဆိုရင်ရုပ်ကြီးစိတ်ကြတဲ့ robot shop တစ်ခုဖြစ်တာကြောင့်အဲ့မှာပဲတွားရဖို့တောက်ဆူတင်ပါတယ် van ထဲမှာဝယ်တာကျွန်တော် spawning ပေးရအတူတူပါပဲအဲ့မှာတွားဝယ်ပြီးမြင်တာခံပါတယ်ဗျခဏလေးတော့ဒီမှာကျွန်တော်ရဲ့ device နေဘယ်ရောက်သွားလဲမသိခဏလေးကဲစဆိုလိုက်ရအောင်ဗျโอเคဒီမှာအမလီဒီမှာပါကျွန်တော်ရဲ့ device နေရဘူတီတိုပန်တီတိုရယ်မြောင်းရယ်နော်တော်ရမယ်မြောင်းရယ်ဒီ mini freezy comprigi ရယ်ဒီမှာဒီဟာလေးရယ်ဒီ marini ဒီဂျိုသားရယ်ပေါ့ဗျာဒါလေးပါရှိရဒီနောက်ထပ်24မိနစ်နေ UFO event လာမှာဆိုဗျာကျွန်တော်ကျုံရဒီကောင်းကြီးမလူချင်းလိုက်ဆိုကျွန်တော်ကဲ training နေရောက်သွားမယ်ဗျအဲ့တော့ဒီကျွန်တော်အကောင့်လေးယူလိုက်နော်ကျွန်တော်အကောင့်လေးယူလိုက်မှဒါအမလေးဒါလေးယူလိုက်ဗျဒီကောင်လေးကတော်တော်စေးကြည့်ရနော်ဒီကောင်မှယူရအောင်ကဲရပြီသွားကြမယ်ဗျ training လာတာကဲသွားကြစို့ဗျကဲသွားမယ်ဗျခဏဆောင်လိုက်နော်ကဲဒီမှာ trading plaza တော့ရောက်ပြီဗျဒီမှာဘာရောင်းနေတယ်မသိဟာကောင်းလိုက်တယ်တန်နေဗျဒါမှပတ်စံမလောက်ဘူးလို့အဲ့လိုရောက်ရီဒုံးလက်ကီးဘလို့တတန်း oh my god အကောင်မောဘူးဒုံးရ oh my god တော့ဒုံး oh my god တန်နေရမ်းတန်လာရညဒီမှာဘာရောင်းနေလဲဒီကောင်လေးကတိတ်ကန်းနေရမရှိဘူးဗျကျွန်တော်ဒီနားမှာဆိုင်လေးဖွင့်လိုက်ပြီတဲ့ကျွန်တော်ဖွင့်လာဆိုင်ဖွင့်ဒီမှာအန်ကလင်းဘူးညမှာပဲဖွင့်လိုက်မယ်ဗျโอเคဒီမှာကျွန်တော်ဒါလေးထားလိုက်ပြီဗျခဏလေးပါတွန်းနေရုပ်ချုပ်တွေထားလိုက်ကဲထားလိုက်ဒီမှာဒီကျွန်တော်ရဲ့ဒါလေးကို upgrade မြင်ပါမယ်ဒါလေးကို upgrade မြင်ပါမယ်ခဏလေးနော် upgrade ကဲဒီမှာ fuse မယ် fuse လိုက်မယ်ကဲဘယ်လောက် level ဘယ်လောက်ဖြစ်သွားလဲlevel 250တော့နှစ်ခုပဲတက်တယ်မကောင်းလိုက်ဘာကြီးလုံးဒါကြီးရေး trade မယ် ace တဲ့ace ပဲနော်မသိleave သွားတယ်လို့ဒီက31တက်လိုက်တာပတ်စံမလောက်ဘူးဒါလေးရဘာလေးလေဒါလေးတွေကဘာလေးတွေလဲနှစ်ခုလုံးဝယ်မယ်ကဲဝယ်ရမယ်နှစ်ခုလုံးဝယ်ရမယ်ကဲlevel ဘယ်လောက်တည်းမသိ250ဆိုရဆိုကျန်းနေအဲ့လိုငါ trade ချင်ဒါလဲကဲ trade နေ trade you're my fire device now you're my doom မချွေးဝေးသူဟာရန်ကောင်းနေရinfinity တရားတယ်လုံးလည်းအဲ့လိုကျန်းနေပြီကျန်းချက်က9လောက်ရှိလောက်ကြဒီကောင်ရမ်းကျန်းနေဒီကောင်ရမ်းကျန်းနေဦးဗျခဏလေးကဲခဏလေးပြန်သွားလိုက်ပါမယ်ဒီမှာပြင်းကြအခုဆိုရင်အဲ့တော့ခဏဆောင်းလိုက်ကြမယ်နော်ည
အော် trade ကိုခဏကျွန်တော် trade လာမြင်ပါရှိတယ်လာကြွားနေလေငါပြန်ကြွားပြီးတော့ယောဟာလေကေထားလိုက်မယ်ဒီနားမှာဒါလေးထားလိုက်မယ်ရောင်းမှာပြီးတော့ဟာဒီမှာကျန်လေးလေအစီကိုကဲဒီမှာထပ်ထားလိုက်ဘာကာလေးနော်စားချင်တယ်ဘာကာလေးတွေစားချင်လာပြီညမဘာဖြစ်ဘာတွေမထွက်ဘာရှိလဲဘာလာပြီမကောင်းဘူးငါဘာလာပြီလဲမသိလာပြီတော့ကဲထားတော့ဒီမှာဒီကောင်လေးတွေထားလိုက်မယ်ပြီးရင်ဒီ freeze လေးဒါတော့အကြိုက်ဆုံးပဲကျွန်တော်ဒါလေးထားရဗျာကဲထားလိုက်မိုက်ကြီးထားရကျွန်တော်ဒီမြောင်လေးကို upgrade မိနေတယ်ဗျမြင်လား let's go မြင်မယ်ကဲမြင်ဘယ်လောက်ကြ120ရတယ် easy ဟောရအဲ့ဘွားညိုင်းနာမစိုးနည်းနည်းများပါ okay ဗျာ okay device ပိုးနေတယ်ဗျ oh my god device ပိုးနေတယ်ခဏလေးဗျဒီကောင်ကြီးရလိုက်ကြကျန်းနေဗျdivine မရလိုက်ဘူး divine မရလိုက်ဘူးမျောလေဗျအမလေးကျွန်တော်ရထားပါတော့ဟိုလုံးမင်းဗျ reback ကဲဒါလေးထားလိုက် reback လုပ်လေးရပြီ reback လုပ်ရင် speed level ချရပတ်စံကျန်လေးအစီလာတယ်မဘာဖြစ်နေလာအဲ့ထိတ်ချင်မပါဘူးမင်းငါလာယူကွာနည်းနည်းလေးလာပြီးလာယူဒီမှာနည်းနည်းလေးကဲဆော်လိုက်နော်ကဲ upgrade သွားမြင်မယ်နေလိုက်အမလီမြင်မယ်ဘေးကဲ easy ပါကွာ easy မြင်pretty ရနေလေ easy ပဲရော sh လေ easy သွားပါလေနှစ်စနည်းနည်းလေးနောက်မြဲမြဲပြီးငေါ့လာရောနှစ်ခုဝယ်လိုက်မယ်အားရပြီသွားပြီဝယ်လိုက်ငါပြီကျန်တဲ့ခါဒါလေးမြင်ရတယ်ကျွန်တော်ကဲရပြီဗျာ90လောက်ကငါထမင်းစားရေတော့ဒါလေးဒီလိုလေးအဲ့လိုဆွဲရအောင်ရ60ကျော်နော် VPN ကြာကြောက်တယ်အနေလေးငါတို့ရတာလေးအမလေးကဲ upgrade လေးမြင်မယ်ဗျာကျန်မြင်လာပြီကဲမိုင်ပါဗျာကဲနောက်ထပ်7 minutes လိုသေးတယ်
ကျွန်တော်စောင့်နေရတဲ့ကြာပြီဆိုတော့ဒီနေ့ဗီဒီယိုဒီလောက်နဲ့ပဲဆုံးသက်ချင်ပါတယ်ဗျာအားလုံးပဲဘိုင်ဘိုင်ပါ